1992ကနေ2015အထိ43နှစ်တိုင်တိုင်းဒီမြရှည်လျာလာတဲ့ကာလတစ်ခုလုံးမှာမြမတဲ့ရွေးစဉ်ပေါ်လုံးအသင်းများကမ္ဘာဖလားပြိုင်ပွဲဆိုတဲ့စင်မြင့်ထက်ကိုချီမချနိုင်ခဲ့ကြပါဘူးဒါပေမဲ့2015ခုနှစ်မှာတော့တရားရပြောင်းလဲသွားခဲ့ပါတယ်။တုံးတဲ့ကစားသမားတစုဟာတမိုင်းတစ်ကိုရေးထူခဲ့ကြတယ်။မြန်မာ U20 အသင်းဟာနယူးဇီလန်မှာကျင်းပတဲ့ FIFA U20 ကမ္ဘာ့ဖလားပြိုင်ပွဲကိုအာဆီယံရဲ့တစ်ခုတည်းသောကိုယ်စားပြုအသင်းအနေဖြင့်ပထမဆုံးချိန်တက်လှမ်းနိုင်ခဲ့ပါတယ်။တနိုင်ငံလုံးကရင်ခုန်စိတ်လောက်ရှားစားနဲ့ခုံယူဝင်ကြွားခဲ့ကြရတာပါ။ဒါပေမဲ့ဒီတမိုင်းဝင်အောင်မြင်မှုရဲ့နောက်ကွယ်မှာတော့နိုင်ရရှုံးခြင်းတဲ့ပုံမနဲ့ဆိုင်တဲ့ဇလန်တစ်ပုဒ်ရှိနေခဲ့ပါတယ်။မျောလင်းချက်တွေချိတ်ဆွဲခဲ့ရတယ်လို့ပြိုလဲပြက်စီခဲ့ရတဲ့ဇလန်ခွင့်ရေးကိုစောက်ကနိုင်ခဲ့ပေမဲ့လွန်ထွက်သွားခဲ့ရတဲ့ဇလန်မြန်မာအသင်းဘယ်လောက်အထိအလားအလာရှိနေဆိုတာကဘာကိုပြသနိုင်ခဲ့ပြီးမှပျောက်ကွယ်သွားခဲ့ရတဲ့အကောင်းဆုံးအစုအဖွဲ့မျိုးဆက်တစ်ခုအကြောင်းပါပဲ။ဟုတ်ကဲ့ပါဒီနေ့မှာတော့2015မြန်မာ U20 အသင်းရဲ့ခြေစစ်ပွဲအောင်မြင်မှုကနေကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့ပုံနဲ့နောက်ပိုင်းမှာဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာအသေးစိတ်ကျွန်တော်တို့ကြည့်လိုက်ကြရအောင်2015ခုနှစ်ပေါ်လုံးလောကရဲ့အတိတ်ပဲကိုနားလည်ဖို့ဆိုရင်မြန်မာပေါ်လုံးရဲ့အတိတ်သမိုင်းကိုအရင်ဆုံးသိဖို့လိုပါတယ်။တစ်ချိန်ကဘာမှလို့ခေါ်ခဲ့ကြတဲ့မြန်မာနိုင်ငံဟာအာရှမှာထိပ်တန်းပေါ်လုံးအသင်းတစ်ဖြစ်ခဲ့ပူပါတယ်။1954အာရှဖလားပြိုင်ပွဲမှာကြီးသက်သက်ရခဲ့တယ်လို့1960ပြည့်လွန်နှစ်တိမ်မှာတော့အာရှရဲ့ထိပ်ဆုံးကိုရောက်ရှိခဲ့တာပါ1966ဘန်ကောက်အာရှဖလားပြိုင်ပွဲပိုလိုပွဲမှာအီရန်ကိုအနိုင်ယူခဲ့ပြီးရွှေတံဆိပ်ရခဲ့ပါတယ်တနည်းအကြမှာတော့အာရှဖလားဒုတိယရခဲ့တယ်လို့1982ခုနှစ်နယူးလီအိုလံပစ်ပြိုင်ပွဲအထီတောင်ခြေစစ်ပွဲအောင်ခဲ့တာပါဒါဟာမြန်မာပေါ်လုံးရဲ့ရွှေခေတ်ဖြစ်ခဲ့ပြီးအာရှစင်မြင့်ထက်မှာမြန်မာအလံကိုဂုဏ်ယူစွာလွှင့်ထူနိုင်ခဲ့တဲ့အချိန်တွေပါပဲဒါပေမဲ့1990နောက်ပိုင်းမှာတော့အရာရာပြောင်းလဲသွားခဲ့ပါတယ်ဆင်နွှဲခဲ့ရတဲ့ပြိုင်ပွဲပေါင်းများစွာမှာမြန်မာအသင်းဟာခြေစွမ်းအကြဘက်ကိုရောက်ရှိသွားခဲ့ရတယ်ကမ္ဘာ့ဖလားခြေစစ်ပွဲရေးမအောင်တော့အာရှအဆင့်ပြိုင်ပွဲတွေနဲ့အလံဝေးသွားတယ်။အခြားနိုင်ငံတွေတိုးတက်နေချိန်မှာမြန်မာကတော့ရုန်းကန်ရင်နောက်ကျကျန်ရစ်ခဲ့ရတာပါ။ဒါပေမဲ့2011ခုနှစ်ဝန်းကျင်မှာတော့ဂျာမနီပြဂက်စီဆေးရောက်ရှိလာပြီးပြောင်းလဲမှုတွေစတင်လာခဲ့ပါတယ်။2014 AFC U19 ချန်ပီယံရှစ်ပြိုင်ပွဲဟာမြန်မာတို့အတွက်ခွင့်ရကောင်းဖြစ်ခဲ့ပြီးအပြည့်အဝအသုံးချနိုင်ခဲ့ကြပါတယ်။ထိုင်း၊အီရန်ရှင်မင်းတို့လိုအသင်းကြီးတွေနဲ့တောက်စုတွေကြားရောက်ခဲ့ပေမဲ့မျှော်လင့်ထားတာထက်ပိုမိုချေစွမ်းပြပြီးအုပ်စုအဆင့်ကိုကျော်ဖြတ်ကစင်မီဖိုင်နယ်အထိကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒါဟာကမ္ဘာအဆင့်ပြိုင်ပွဲတွေနဲ့ဝေးကွာနေခဲ့တဲ့နိုင်ငံတစ်ခုအတွက်ကြီးမားတဲ့အောင်မြင်မှုပါပဲ။အရေးကြီးဆုံးခိုက်တဲ့ကတော့ကွာတာဖိုင်နယ်အဖြစ်ကစားခဲ့ရတဲ့ UAE နဲ့ပွဲပါ။မြန်မာအသင်းဟာတကူကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲဟာမြန်မာဘောလုံးသမိုင်းကိုပြောင်းလဲစေခဲ့ပါတယ်။ AFC U19 semi-final ရောက်ရုံနဲ့မကပဲအရေးကြီးဆုံးဖြစ်တဲ့2015 FIFA U20 ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကိန်းကိုပါရရှိသွားခဲ့တာပါ1992ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်မြန်မာအသင်းဟာကမ္ဘာအဆင့်ပြိုင်ပွဲစီခြေချနိုင်ခဲ့ပါတယ်။နှစ်ပေါင်း43နှစ်စာကြာမှမြန်မာတို့အခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးဝန်တာအားရအော်ဟစ်ခဲ့ကြတယ်။ဒါဟာရိုးရိုးခြေစစ်ပွဲအောင်တာမဟုတ်ပါဘူး။မြန်မာနိုင်ငံဟာကမ္ဘာအကြီးမားဆုံးစင်မြင့်ထက်မှာရှင်ပြိုင်နိုင်စွမ်းရှိရဆိုတာကိုသက်သေပြနိုင်ခဲ့တာပါ2015ခုနှစ်ဖေဖော်ဝါရီ17ရက်မှာ U20 ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲကျင်းပခဲ့ပါတယ်။မြန်မာအသင်းကြောက်ခဲ့တဲ့အုပ်စု A မှာတော့ခက်ခဲတဲ့ပြိုင်ဘက်၃သင်းရှိနေခဲ့တာပါ။အိမ်ရှင်နယူးဇီလန်ဥရောပချန်ပီယံယူကရိန်းနဲ့မြောက်အမေရိကရဲ့ထိပ်သီးအမေရိကန်တို့ပဲဖြစ်ပါတယ်။ဒါအခက်ခဲဆုံးအုပ်စုလို့ပြောလို့ရပါတယ်။အိမ်ရှင်အသင်းဥရောပအင်အားကြီးနဲ့အမေရိကန်တို့ရှိနေတာကြောင့်လူအများကမြန်မာတို့အတွက်ဖြစ်နိုင်ခြင်းမရှိဘူးလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ရတာတစ်ခုတည်းနဲ့သမိုင်းဝင်နေခဲ့ပါပြီ။အာဆီယံရဲ့တစ်ခုတည်းသောကိုယ်စားပြုအသင်းအဖြစ်မြန်မာတို့ရောက်ရှိလာခဲ့တာပါ။2015ခုနှစ်မေလ30ရက်နယူးဇီလန်နိုင်ငံဝန်ကာရီမြို့မှာမြန်မာတို့ရဲ့သမိုင်းဝင်ကမ္ဘာ့ဖလားခရီးစဉ်စတင်ခဲ့ပါတယ်။ပွဲစားလို့9မိနစ်မှာပဲရန်နိုင်ဦးကမထိမှတ်ထားတဲ့ဥဆောင်ကိုသွင်းယူပေးခဲ့တယ်။မြန်မာအသင်းကမ္ဘာ့ဖလားမှာဥဆောင်နေပြီး TBC ကပရိသတ်တွေပောက်ကွဲမတက်အော်ဟစ်ခဲ့ကြပါတယ်။ဒါဟာကမ္ဘာ့စင်မြင့်ထက်ကမြန်မာတို့ရဲ့သမိုင်းဝင်အခိုက်အတန့်တစ်ခုပါပဲ။ဒါပေမဲ့အမေရိကန်အသင်းကပြန်လည်ဖိအားပေးလာခဲ့တယ်။ပထမပိုင်းမှာခြေပါကိုပေးခဲ့ရပြီးဒုတိယပိုင်းမှာဒုတိယကိုသွင်းယူကအမေရိကန်တို့2ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးမြန်မာတို့ရှုံးနိမ့်ခဲ့ရပါတယ်။ဒါပေမဲ့ဒီရှုံးနိမ့်မှုကမြန်မာတို့ရဲ့အောင်မြင်မှုကိုအလင်းမထိုးနိုင်ခဲ့ပါဘူး
မြန်မာအသင်းကကမ္ဘာဖလားမှာအမေရိကန်ကိုဂိုးသွင်းနိုင်ခဲ့တဲ့ကမ္ဘာအဆင့်အသင်းတွေကိုရင်ပေါင်တန်းနိုင်တယ်ဆိုတာပြသနိုင်ခဲ့တာပါ။ရလဒ်ကရှုံးနိမ့်ခဲ့ပေမဲ့ဂုဏ်သိက္ခာရှိတဲ့ရှုံးနိမ့်မှုဖြစ်ခဲ့တဲ့လူကိုပဲမြန်မာပရိသတ်တွေကသတ်မှတ်ခဲ့ကြတာပါ။2015ခုနှစ်ဇွန်လ2ရက်ယူကရိန်းနဲ့ဒုတိယမြောက်အုပ်စုပွဲစဉ်ပထမပိုင်းမှာမြန်မာတို့စီးစနစ်တကျရှင်းပြနိုင်ခဲ့ပြီးဂိုးမရှိတည်ကြနေခဲ့ပါတယ်။ဒီပြကစီစီရဲ့အသင်းအစွမ်းကုန်ရုန်းကန်ကစားခဲ့ကြတာပါ။ဒါပေမဲ့ဒုတိယပိုင်းစတာနဲ့50မိနစ်ကနေ58မိနစ်အထိ6မိနစ်အတွင်းမှာယူကရိန်းက3ဂိုးစတိုက်သွင်းယူသွားခဲ့ပါတယ်။ယူကရိန်းတိုက်စစ်ကမြန်မာခံစစ်ကိုအလွယ်တကူထိုးပေါက်သွားခဲ့တာပါ။ပွဲအပြီးမှာတော့ယူကရိန်းက6ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရသွားခဲ့တယ်။ပွဲအပြီးမှာနီးပြကစီစေးကမြန်မာပရိသတ်တွေကိုအခုလိုပွင့်လင်းနဲ့တောင်းပန်ခဲ့ပါတယ်။မြန်မာပရိသတ်တွေကိုတောင်းပန်ခြင်းပါတယ်။ဒီပြိုင်ပွဲကကျွန်တော်တို့အတွက်စောလွန်းနေပါသေးတယ်။ဥရောပအသင်းတွေနဲ့အဆင့်ကတခြားစီပါပဲ။ကျွန်တော်တို့သူတို့ကိုမလိုက်နိုင်ဘူးအတွေ့အကြုံအများကြီးလိုပါသေးတယ်ဒါဟာမြန်မာနဲ့ဥရောပအကြားကွာဟချက်ကွာခြားလွန်းတာကိုဝန်ခံလိုက်ရတာဖြစ်ပါ2015ခုနှစ်ဇွန်လ9ရက်အင်ရှင်နယူးဇီလန်နဲ့နောက်ဆုံးပွဲစဉ်မှာတော့မြန်မာတို့ကဂုဏ်သိက္ခာအတွက်အကောင်းဆုံးပြန်လည်ရှင်ပြိုင်နိုင်ခဲ့ကြပါတယ်28မိနစ်မှာအောင်သူကဦးဆောင်ကိုလာပါတင်ယူပေးခဲ့လို့မြန်မာအသင်းဦးဆောင်နိုင်ခဲ့ပါဒါပေမဲ့ဒုတိယပိုင်းမှာနယူးဇီလန်က4ဂိုးစတိုက်သွင်းပြီး5ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရသွားခဲ့ပါတယ်မြန်မာတို့ခံစစ်ကပြိုလဲသွားခဲ့တာပါပထမပိုင်းမှာကောင်းကောင်းရှင်းပြနိုင်ပေမဲ့ဒုတိယပိုင်းမှာပြိုလဲတတ်တဲ့ပုံစံကြီးကိုဖြစ်သွားခဲ့ရတာပါ၃ဝဲစလုံးရှုံးနိမ့်ခဲ့ပြီးမြန်မာတို့ရဲ့ကမ္ဘာဖလားခီးစဉ်ပြီးဆုံးခဲ့ပါတယ်2ဂိုးအတွင်း73ဂိုးပေးခဲ့ရပြီးပုစုစင်ကာနဲ့ထွက်ခွာခဲ့ရတာပါကိန်းကနန်းတွေအရကြည့်ရင်မြန်မာရဲ့2015ကမ္ဘာဖလားရလဒ်ကဆိုးရွားခဲ့ပါတယ်ဒါပေမဲ့ဒီသမိုင်းတစ်ခုလုံးကိုစိန်စရာတွေနဲ့ပဲတိုင်းတာရင်တော့မတရားရာရောက်ပါလိမ့်မယ်ဒီအသင်းဟာ43နှစ်အတွင်းပဲမြန်မာအသင်းမှမလုံးနိုင်ခဲ့တာကိုလှုပ်ပြခဲ့တာပါကမ္ဘာဖလားကိုတက်နိုင်ခဲ့တဲ့ကမ္ဘာအဆင့်စင်မြင့်ထက်ခြေချနိုင်ခဲ့တဲ့အမေရိကန်ကိုဂိုးသွင်းနိုင်ခဲ့တယ်နီးပြကစီစီထောက်ပြခဲ့သလိုပါပဲမြန်မာလူငယ်တွေရဲ့ဒီဂျေစနစ်နဲ့ဥရောပအမေရိကတို့ရဲ့စနစ်ကြတဲ့အကယ်ဒမီကြားမှာကွာဟချက်ကြီးမားလွန်းနေတာပါဒီစနစ်ပိုင်းနဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာကွာခြားခဲ့တယ်လို့အတွေ့အကြုံနဲ့လိုအပ်ခဲ့ပါတယ်ဒါပေမဲ့သူတို့မှာစိတ်ဓာတ်နဲ့ဇွဲလုံးကတော့ရှိခဲ့ကြပါစနစ်တကျရင်းနှီးမြှုပ်နှံရင်မြန်မာလဲကမ္ဘာစင်မြင့်ထက်မှပါဝင်နိုင်နေဆိုတာသက်သေပြခဲ့တာပါမေးစရာကြံခဲ့တာတခုကတော့ဒီလိုရင်းနှီးမြှုပ်နှံမှုမျိုးဆက်ရှိလာပါဦးမလားဆိုတာပါပဲ2015ကမ္ဘာဖလားညီကုန်းမဟုတ်ပဲအစာပြုမှုဖြစ်ခဲ့တဲ့နာပါ2016အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာအတွေ့အကြုံရလာတဲ့ဒီလူငယ်တွေနဲ့ပဲဆီမီဖိုင်နယ်ကိုတက်ရောက်ခဲ့တဲ့ချန်ပီယံထားရဲ့အသင်းကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ကြပါတယ်ဒူးတွက်မှုတွေလည်းမြင်တွေ့ခဲ့ရတယ်ဒါပေမဲ့တရားရဟာလွဲချော်သွားခဲ့ပါတယ်2018ကမ္ဘာဖလားခြေစစ်ပွဲမှာမြန်မာတို့ရုန်းကန်ခဲ့ရတယ်2019အာရှဖလားခြေစစ်ပွဲမှာကာဂျစ်စတန်ကိုကူပြတ်ရှုံးပြီးခြေစစ်ပွဲမှာအောင်ခဲ့ပြန်ပါအောင်နောက်ပိုင်းနှစ်တွေမှာမြန်မာဟာကမ္ဘာဖလားခြေစစ်ပွဲတွေနဲ့ဝေးကွာသွားခဲ့ပါတယ်2015ရဲ့ကစားသမားတွေဟာဒဏ်ရာတွေကစားသမားဘဝကုံဆုံးမှုတွေနဲ့အတူမင်းပျောက်ကွယ်သွားခဲ့ကြပါတယ်အရှိတောင်အရှားကိုဥဆောင်ရမယ်ရွှေအောင်မျိုးဆက်ဟာတဲရဲရည်သွန်းဖြစ်သွားခဲ့ရတယ်ဒါကြောင့်လို့ပဲသူတို့ကိုနှမျောတရားကောင်းတဲ့မျိုးဆက်လို့ခေါ်ရတာပါကမ္ဘာဖလားမှာရှုံးခဲ့လို့မဟုတ်ပါဘူးသူတို့ပြသခဲ့တဲ့အလားအလာတွေကိုရေရှည်အောင်မြင်မှုအဖြစ်ပြောင်းလဲမယူနိုင်သေးကြလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပေါ်လုံးလောကရဲ့ရွှေအောင်မျိုးလင်းချက်တကားကြီးဟာပြန်လဲပိတ်သိမ်းသွားခဲ့ရပါတယ်2015 U20 အသင်းရဲ့ဇာတ်လမ်းဟာကျွန်တော်တို့အတွက်ဘာတင်ကြစာတွေပေးတယ်လဲဆိုတော့ပထမချက်အနေနဲ့တဦးချင်းအောင်မြင်မှုတစ်ခုရဲ့နဲ့ရည်ရှိမသွားနိုင်ပါဘူးစနစ်တကျပံ့ပိုးမှုတူငယ်အကယ်ဒမီတွေနီးပြစနစ်နဲ့အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေမဖြစ်မနေလိုအပ်နေတာပါဒုတိယချက်အနေနဲ့စိန်ခေါ်မှုတွေကိုရိုက်ချိုးနိုင်ခဲ့တာကအတိတ်ပဲရှိပါတယ်ဒီအသေးဟာမြန်မာနိုင်ငံကိုကမ္ဘာစင်မြင့်ထက်မှရှင်ပြိုင်နိုင်နေဆိုတာသက်သေပြခဲ့တာပါတတိယချက်ကတော့အချိန်အခါကောင်းမှုလိုအပ်တာပါမျိုးဆက်တစ်ခုကောင်းရုံနဲ့ခဏတာအောင်မြင်နိုင်ပေမဲ့စနစ်တကျမတည်ဆောက်နိုင်ရင်တော့အောင်မြင်မှုကတခဏပဲခံစားရပါလိမ့်မယ်ဒီနေ့ခေတ်မှာတော့မြန်မာဘောလုံးအသင်းဟာဆက်လက်ရုန်းကန်နေရဆဲပါပဲဒါပေမဲ့2015ရဲ့တောက်လောင်ခဲ့တဲ့ဒီဘွားလေးကတော့တမိုင်းမှာအမတ်တရအနေနဲ့တည်ရည်နေမှာဖြစ်ပါတယ်2015ခုနှစ် U20 ကမ္ဘာဖလားပွဲစဉ်တွေကိုကြီးခဲ့ဖူးခဲ့သူရဲ့ရှင်ကမ္ဘာဖလားမှာမြန်မာအသင်းကိုမြင်တွေ့ခဲ့ရစဉ်ကခံစားချက်တွေနဲ့ယခုလက်ရှိမြန်မာဘောလုံးအသင်းရဲ့ကွာခြားချက်တွေကိုကိုမန့်မှာမျှဝေပေးသွားကြပါဦးခင်ဗျာဗီဒီယိုကိုသဘောကျရင် like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ရရှိအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်